ကဲဒီနေ့မှာတော့ကျွန်တော်တို့ချိန်လိုက်ရင်ပါသွားတဲ့အာဆင်နယ်အပြောင်းအရွှေ့သတင်းလေးတွေကိုတင်ဆက်ပေးသွားမယ်ချိန်ပါဆိုတာတော့ကျွန်တော်ရှေ့မှာကစားသမားတွေဖြစ်တဲ့တိုနာလီနဲ့မော်ဂန်ရိုဂျာတို့လိုကစားသမားတွေကိုအာဆင်နယ်အသင်းကဝယ်ဖို့ချိန်ရွယ်ထားပြီးမှအခြားအသင်းဘက်ကိုပါသွားလို့ကျွန်တော်ကတော့ချိန်ပါလို့ကမွန်တက်ထားတာဒါပေမဲ့အခုထိတော့ကျွန်တော်တို့ရဲ့အာဆင်နယ်အသင်းကအပြောင်းအရွှေ့မှာတွေးမိနေပါဘူးပထမဆုံးအနေနဲ့အာဆင်နယ်အသင်းကကျွန်တော်နျူကာဆယ်အသင်းရဲ့ဘရာဇီးကွင်းလေလူဘရူနိုကီမာရီအတွက်ပေါင်65သန်းနဲ့ပထမအကြိမ်ကိုကျွန်တော်တို့နျူကာဆယ်အသင်းကဒီကလမ်းမှုကိုပယ်ချခံခဲ့ရတဲ့နောက်မှာတော့အခုခါကျွန်တော်တို့အာဆင်နယ်အသင်းကပေါင်တန်း80နဲ့ထပ်မံတိုးမြင့်ကမ်းလှမ်းမှုကျွန်တော်တို့ပြင်ဆင်နေတယ်ကစားသမားနဲ့ကျွန်တော်တို့အာဆင်နယ်အသင်းတွေကပုံကိုယ်ရေးအရာသဘောတူညီမှုရယူထားပြီးဖြစ်လို့အေးဆေးဆိုပေမဲ့လည်းကျွန်တော်နျူကာဆယ်ဘက်ကတော့ကျွန်တော်အနည်းဆုံးပေါင်တန်း80တောင်းဆိုနေတယ်ဒါအပြင်အာဆင်နယ်အသင်းမှာကျွန်တော်တို့ကာလာရှီဂျာနားယူရမယ်နောက်ခံလူဆာလီဘာရဲ့နေရာမှာကျွန်တော်နောက်ခံလူအက်စရီကွန်ဆာအိုပါကျွန်တော်တို့အက်စတိုမီလာအသင်းကနေတပါးလေးခေါ်ယူဖို့ချိန်ရွယ်နေတယ်နောက်ထပ်တင်ဆက်ပေးမှာတော့ကျွန်တော်တို့အာဆင်နယ်ဟာကျွန်တော်တို့ရီယယ်မက်ဒရစ်ရဲ့တိုက်စစ်ကျဲပွင့်ဗီနစ်စီယာကိုကျွန်တော်တို့ခေါ်ယူဖို့အလေးနဲ့စတင်ကြိုးပမ်းနေတာကိုမြင်တွေ့ရမယ်နီးပြအာဒီတာပါဝင်ဘုတ်ဖွဲ့တာဝန်ရှိသူအားလုံးကကျွန်တော်ရီယယ်မက်ဒရစ်နဲ့ကျွန်တော်စာချုပ်တက်တန်းတစ်နှစ်တာကြန့်ရှိရမယ်ဗီနစ်စီယာကိုကျွန်တော်ခေါ်ယူဖို့မျက်စိကျနေရလဲဖြစ်တယ်ရီယယ်မက်ဒရစ်ဘက်ကတော့ဒါဗီနစ်စီယာအတွက်ယူရိုတန်း160ပေါ့နော်ပေါင်နဲ့တွက်ရင်တော့ကျွန်တော်136.6 တန်းပေါ့ယူရိုတန်း160အောက်ကမ်းလှမ်းမှုမျိုးကိုကျွန်တော်လက်ခံမှာမဟုတ်ဘူးလို့သတိပေးထားပါတယ်ဒါပြောမယ်ဆိုရင်ကျွန်တော်ယူရိုတန်း160နဲ့အထက်လာကမ်းလှမ်းမှာရီယယ်မက်ဒရစ်ဘက်ကလက်ခံမယ်ဆိုတဲ့သဘောအာဆင်နယ်အသင်းကကျွန်တော်ဗီနစ်စီယာကိုကျွန်တော်ရီယယ်မှာရရှိနေတဲ့တပတ်ပေါင်4သိန်းထက်ပိုမိုတဲ့စံချိန်တင်လာစာပမာဏနဲ့ကမ်းလှမ်းမှုပြင်ဆင်နေတာကြောင့်အာဆင်နယ်အသင်းကိုဗီနစ်စီယာဂျူနီယာအနေနဲ့ရောက်ရှိလာခဲ့မယ်ဆိုရင်တော့အာဆင်နယ်အသင်းမှာရှိတဲ့ကစားသမားတွေဖြစ်တဲ့အမြင့်ဆုံးလာစာအမြင့်ဆုံးရတဲ့စာကာကိုကျော်လွန်ပြီးတော့ကျွန်တော်ဗီနစ်စီယာဂျူနီယာလာစာအများဆုံးကစားသမားဖြစ်လာမှာပေါ့တစ်ဖက်မှာလည်းဗီနစ်စီယာဂျူနီယာကိုကျွန်တော် sorry pro league ကလပ်တွေကခေါ်ယူဖို့အနီးကစောင့်နေတယ်လို့လည်းသိရတယ်ကဲဒီတော့အာဆင်နယ်အသင်းကတော့ကျွန်တော်တို့ရဲ့အစုအဖွဲ့မှာလိုအပ်တဲ့နေရာတွေအတွက်အရေးပါတဲ့ကစားသမားတွေကိုခေါ်ယူဖို့ပြုလုပ်ထားတယ်ဒါပေမဲ့လည်းတစ်ဖက်မှာရောင်းချမဲ့အသင်းတွေရဲ့တန်ကြီးကိုလည်းကျွန်တော်တို့ထည့်တွက်ရအောင်မယ်ဗီနစ်စီယာဂျူနီယာကိုကျွန်တော်ရီယယ်မက်ဒရစ်ကယူရိုတန်း160အထက်ကမ်းလှမ်းမှုကိုပဲလက်ခံသွားမယ်အာဆင်နယ်ဘက်ကကြည့်ရင်လည်းဒီကစားသမားသာကျွန်တော်တို့အာဆင်နယ်ရောက်လာလို့ကတော့ကျွန်တော်တို့နီးပြအာဒီတာအတွက်တော့တကယ်ကို perfect ဖြစ်တဲ့ကျွန်တော်တို့လက်ဝင်းနဲ့တိုက်စစ်တယောက်ကိုရလိုက်မှာပေါ့နော်ဒီလိုပြောလိုက်လို့ကျွန်တော်အာဆင်နယ်မှာကစားတဲ့ကျွန်တော်တို့မာတင်နယ်လီတို့အသီးတို့အခုအသစ်ရောက်လာတဲ့တီလိုလစ်တို့မကောင်းဘူးလို့မပြောဘူးဒီကစားသမားတွေလည်းကောင်းတယ်ဒါပေမဲ့ဗီနစ်စီယာကတော့ကျွန်တော်တို့ပို့ပြီးတော့ကျွန်တော်တို့အတွေ့အကြုံပိုင်းနဲ့ပွဲပေါ်ပြောင်းလဲနိုင်စွမ်းပုံမြင်မာတဲ့ကစားသမားမျိုးလို့ဆိုလို့ရတယ်ဒါကြောင့်ဗီနီအနေနဲ့ကျွန်တော်တို့အာဆင်နယ်ကိုရောက်လာရင်အာဆင်နယ်ကပို့ပြီးတော့ပြည့်စုံသွားမှလည်းသိကြတယ်အသက်26နှစ်အရွယ်ဗီနစ်စီယာဂျူနီယာဟာကျွန်တော်တို့မနစ်ကရီယယ်မက်ဒရစ်အသင်းအတွက်ကျွန်တော်56ပွဲကစားပြီးတော့23ဂိုးသွင်းပြီးတော့17ဂိုးဖန်တီးထားတယ်ရီယယ်မက်ဒရစ်ရဲ့အသင်းရဲ့ကျွန်တော်တို့တိုက်စစ်မှာအမ်ဘာဘီပြီးရင်အားကိုးအဆုံးကစားသမားလို့လည်းကျွန်တော်ဆိုလို့ရတယ်ကဲအာဆင်နယ်အသင်းကလည်းသူတို့ရဲ့လိုအပ်တဲ့တိုက်စစ်ပိုင်းအတွက်ရီယယ်နဲ့စာချုပ်ချုပ်ဖို့အဆင်မပြေဖြစ်နေတဲ့ကျွန်တော်တို့ဗီနစ်စီယာဂျူနီယာကိုခေါ်ခြင်းနဲ့ရီယယ်မက်ဒရစ်ဘက်ကလည်းယူရိုတန်း160အောက်နဲ့ဆိုမလာနဲ့ဆိုတဲ့အထာမျိုးပေါ့နော်အဲ့ထာမျိုးနဲ့ဆိုရင်တော့ဒီပြောင်းရွှေ့ဟာဘယ်လိုဖြစ်လာမလဲဆိုတာတော့ကျွန်တော်စိတ်ဝင်စားဖို့ကောင်းတယ်ကဲပရိသတ်ကြီးရောအာဆင်နယ်စီကျွန်တော်တို့ဗီနစ်စီယာရောက်လာမယ်ထင်လားကွန်မန့်မှာဝင်ရောက်ဆွေးနွေးသွားခဲ့ပါဦးနောက်ဗီဒီယိုတွေမှာဆက်တွေ့ကြမယ်အဆုံးထိကြည့်ပေးလို့ကျေးဇူးတင်တယ်ဒီဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုရင်တော့ like and follow လေးလည်းလုပ်ထားခဲ့ကြအောင်နော်ဘိုင်ဘိုင်နောက်ဗီဒီယိုတွေမှာတွေ့မယ်